ကျွန်တော်ကတော့ပြန်တော့ဝင်မှကြီးဘိုးကြီးအကမြန်မာစောက်ကကိုလောက်ကန်ခမ398မှာတရုတ်ဘိုးကြီးတာဝန်ထမ်းဆောင်ပါတယ်ကျွန်တော်တက်ကတော့35နှစ်ပါကျွန်တော်ပညာရေးချင်းကတော့သိပ္ပံဘွဲ့ electronic ဖြစ်ပါတယ်ကျွန်တော်ရဲ့မိဘတွေကတော့ဖြစ်ပြီးတော့မှဗမာဗုဒ္ဓဘာသာကိုးကွယ်ပါတယ်ကျွန်တော်မှမွေးချင်း3ရှိတဲ့အနက်မှာကျွန်တော်ကအငယ်ဆုံးဖြစ်ပါတယ်ကျွန်တော်ဇနီးမိကတော့ဖြစ်ပြီးရှိပါတယ်မနေထိုင်ပါတယ်ကျွန်တော်ရဲ့တက်ဝင်ရဆိုရတော့26ရက်တလ2006ခုနှစ်ဖြစ်ပြီးတော့စစ်မှုတန်းသက်16နှစ်ပြည့်ပြီဖြစ်ပါတယ်စစ်တပ်ကတော့ဗိုလ်လောင်းပတ်စဉ်51ကတင်တန်းဆင်းပါတယ်အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှ2024ခုနှစ်ဇန်နဝါရီလမှာခမာရ398မှာဌာနချုပ်တက်ခွဲမှုတာဝန်ထမ်းဆောင်တဲ့ဗိုလ်မှူးသိန်းတိုက်ဆိုတာဒဏ်ရာရရှိပြီးတော့မှခမာရ389စေကမ်းမှာစေကူတာမှုခံယူနေတဲ့အချိန်မှာဒုတိယတန်းအောင်နဲ့ဒီခုသူမောင်စီကနေတဆင့်ကျွန်တော်စီကိုအမိန့်တစ်ခုရောက်ရှိလာခဲ့ပါတယ်အဲ့ဒီမရတော့ခရိုင်ရဲတပ်ဖွဲ့ရုံးကနေပြီးတော့ခမာရ398မှာတောင်းရွှေ့ချုံနှောင်ထားတဲ့ဖိုးလာပြည့်ပါဝင်အချုပ်သား9ဦးကိုတပ်ပစ်လိုက်ပါဆိုတဲ့အမိန့်ပဲဖြစ်ပါတယ်အဲ့ဒီမိန့်ရခြင်းပဲကျွန်တော်လဲခမာရ398မှာရှိနေတဲ့ခံရဲမှုကြီးခမောင်စိုးတန်ဆက်လက်တင်ပြခဲ့ပါတယ်ခံရဲမှုကြီးကတော့ဆောင်ရွက်လိုက်ပါပြီးမှကြည့်ရှင်းပါမယ်ဆိုတဲ့အဖြေရတာနဲ့ကျွန်တော်လည်းအဲ့ဒါဆိုရင်တော့ခရိုင်မူကြီးပဲတမမှုစီကိုဆက်လက်တင်ဖို့တင်ပြလိုက်ပါဆိုပြီးတော့အချုပ်ခန်းတော့ဒုတိယတန်းအောင်ပေးလိုက်ပါတယ်ပြီးတော့ねဒုတိယတန်းအောင်ဘယ်နေရာမှာဆောင်ရွက်မလဲမေးတဲ့အချိန်မှာတော့ဒုတိယတန်းအောင်ကစေကန်းအုံအောက်မှာမိသားစုတွေတူထားတဲ့ဘုံခိုခြင်းတွေရှိတယ်အဲ့ဒီနေရာမှာပဲဆောင်ရွက်လိုက်မယ်ဆိုပြီးတော့အကြံပြုလို့ကျွန်တော်လည်းအဲ့ဒီနေရာမှာပဲဆောင်ရွက်ဖို့ခွင့်ပြုလိုက်ပါတယ်ပြီးတော့ねတန်းတန်းနဲ့ပဲဆောင်ရွက်ဖို့နဲ့ကောင်းကောင်းမွန်မွန်မြေမျိုးတကြုံခဲ့ဖို့မှားလိုက်ပါတယ်ပြီးတော့ねဒုတိယတန်းဦးစီးတဲ့အဖွဲ့ဟာအချုပ်ခန်းတွေကဖိုးလာပြည့်ပါဝင်ချုပ်သား9ဦးကိုထုတ်ပြီးတော့မျက်လုံးကိုပေါ်ဝါနဲ့စီးပြီးလက်ထိတ်ခတ်ပြီးတော့ဘိုးကင်းနောက်ကျောလန်းနေစေကန်းကုန်းအောက်ခြေကိုခေါ်ဆောင်သွားခဲ့ပါတယ်ပြီးတော့ခေါ်ဆောင်သွားပြီး15မိနစ်လောက်အကြာမှာတော့တနတ်တန်9ချက်10ချက်လောက်ကြာရပါတယ်တနတ်တန်ကြာပြီးတော့နောက်ထပ်15မိနစ်လောက်မှာပဲဒုတိယတန်းဦးစီးရဲ့အဖွဲ့ပြန်ဘိုးကင်းကိုပြန်ရောက်လာပြီးတော့ကျွန်တော်စီကိုဆောင်ရွက်ပြီးစီးတဲ့အကြောင်းသတင်းပို့ပါတယ်အဲ့နဲ့ပဲကျွန်တော်လည်းဒုတိယတန်းအောင်နဲ့မိကိုသူမောင်ကိုပဲဘုံမူသိန်းထိုက်ဆိုဌာနချုပ်တက်ခွင့်မှုတာဝန်ထမ်းဆောင်တဲ့ဘုံမူသိန်းထိုက်ဆိုစီကိုပဲဆက်ပြီးသတင်းပို့ဖို့သူတို့ကိုပဲတာဝန်ပေးလိုက်ပါတယ်နောက်ရမှာတော့ခရိုင်ရဲမှုခမောင်စိုးကဆိုင်ကယ်နဲ့တက်မမှုစီကိုတွားပြီးသတင်းပို့တာတော့တွေ့ရပါတယ်သတင်းပို့ခဲ့တဲ့အကြောင်းအရာနဲ့ပြောဆိုခဲ့တဲ့အကြောင်းအရာတွေတော့ကျွန်တော်မမေးပြခဲ့လိုက်ပါဘူးအခုကိစ္စနဲ့ပတ်သက်ပြီးတော့မှကျွန်တော်သဘောဆန္ဒအလျောက်ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဘဲနဲ့အထက်ကပေးရတဲ့အမိန့်အရဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်အဲ့အတွက်တည်ဆုံသွားတဲ့သူတွေရဲ့ကြံရှိနေတဲ့မိသားစုတွေနဲ့ရခိုင်ပြည်သူလူထုအားလုံးကိုအနူးညွတ်တောင်းပန်ပါတယ်စိတ်မကောင်းလည်းဖြစ်ရပါတယ်အဲ့အတွက်ကျွန်တော်တို့အခုလိုလုပ်ခဲ့တဲ့အတွက်ကျွန်တော်တို့မှာအပြစ်ရှိပါတယ်အဲ့ဒီအတွက်ဒီရခိုင်ပြည်သူလူထုအားလုံးကပေးရတဲ့အပြစ်ဒဏ်ကိုကြည်ကျင်နဲ့ခံယူပါမယ်